နားထောင်တာပြန်ပြောဖို့ပြန်ပြီးစင်ကြင်ပေးဖို့ကာဖို့အဲ့လိုနားထောင်ကြတာများအဲ့ပြဿနာတွေကိုချင်းကက်တဲ့အခါမှာသူတို့အဖြစ်ပြောတယ်ပဲမြင်လားတကယ်ဆွေးနွေးရလူ9ယောက်6ယောက်ရှိတယ်အဲ့9ယောက်6ယောက်ကအဲ့ကိုအဆင်ပြေတဲ့ကိုယ့်ရဲ့ department ဘက်ကအဆင်ပြေတဲ့အကြောင်းတွေပဲပြောနေကြတာကျွန်တော်နှစ်ပြမယ့်အကြောင်းကတော့မြန်မာနိုင်ငံကုမ္ပဏီမှာတွေ့ရလေးရှိတဲ့ meeting အမှားတွေပေါ့နော်အလေးလွတ်နေဒါကြောင့်ပြပြမှာဖြစ်ပါတယ်ဦးဆုံးပြပြရမှာတော့ meeting timing ပေါ့ဗျာနော်ပုံမှန်အဖြစ်ကျွန်တော်တို့က meeting တွေမှာ3နာရီလောက်meeting ထိုင်ကြတာများတယ် meeting ကာလကလည်း3နာရီလောက်ပဲကောင်းတယ်ဗျ3နာရီထက်ပိုကြာသွားလို့လည်းတိတ်မကောင်းအဲ့ဒါမှာဦးဆုံးနိုင်ဘောကကျွန်တော်တို့ဘာလုပ်ကြလဲလူဆောင်ရတယ်လူဆောင်မှ meeting စလို့ရမှာနော်အဲ့ဟုတ်ပြီလူဆောင်ဝိုင်းနောက်ထပ်1နာရီလောက်ကဘာလုပ်ကြလဲဆိုတော့ကိုစင်ပြာထိုင်ပေါ်ကြတာများတယ်ညှိခုံကြတာများတယ် meeting မှာတကယ်ဆွေးနွေးရလူ9ယောက်6ယောက်ရှိတယ်အဲ့9ယောက်6ယောက်ကအဲ့ကိုစင်ပြတဲ့ကိုယ့်ရဲ့ department ဘက်ကအဆင်ပြေတဲ့အကြောင်းတွေပဲပြောနေကြတာများတယ်နောက်ကျန်တဲ့တနာရီကဘာကျွန်တော်တို့လုပ်ကြလဲဆိုရင်အဲ့ဒီအဆင်ပြေခြင်းဘာကြောင့်အဆင်ပြေလဲဆိုတော့တစ်ဖက်သားနားလည်အောင်တယောက်ကလေးရှင်းပြကြတာဘယ်လို solution ပါမလားဘူးတကယ်နားလည်အောင်ပြပြရလဲမဟုတ်ဘူးနောက်ဆုံးကာကြတာပေါ့နော်ကိုဘာကြောင့်အဆင်ပြေလဲဘာကြောင့်ဝမ်းဖြစ်ရလဲအဲ့ဒါပြီးသွားတဲ့အခါမှာနောက်ဆုံးမိနစ်30လောက်ကဘာပြောလဲဆိုတော့ဒီ meeting နဲ့မဆိုင်တဲ့ off topic တွေကျုံကြတာများတယ် off topic ဆိုတာဗျာခုမှကိုတော်အကြောင်းဆွေးနွေးနေမှာကိုတော်မှ6လက်သေးအကြောင်းတွေပါရောက်သွားတာမျိုးပေါ့နော်အဲ့လိုမျိုးဆိုတော့ကျွန်တော်တို့က meeting timing တွေကလုံးဝ off ဖြစ်သွားတယ်ဆိုကျွန်တော်ဒီ meeting ကြီးကလုံးဝမထိရောက်တော့နောက် meeting တစ်ခုရဲ့ပြဿနာကကြတော့ကျွန်တော်တို့ attitude ပြဿနာကိုချင်းကက်တဲ့ပုံမလို့ကြဘူးပြဿနာဆိုတာအလုံးမှာခက်ခဲနေရလဲပြဿနာဆိုလို့အလုံးမှာတိုးတက်အောင်လုပ်ရမယ်အရာတွေကလည်းဒါပြဿနာအရာတွေကိုကျွန်တော်တို့ကင်တွယ်လိုက်မှအလောက်ကပိုတက်တော့မှာအဲ့ပြဿနာတွေကိုချင်းကက်တဲ့အခါမှာသူတို့အဖြစ်ပြောတယ်ပဲမြင်လားတိုးတက်ရေးအတွက်ပြောတာ overall အတွက်ပြောတာမမြင်ကြအောင်အဲ့တော့များသောအားဖြင့်ကသူတို့က listen to answer ထက် listen to reply နားထောင်တာပြန်ပြောဖို့ပြန်ပြီးစင်ကြင်ပေးဖို့ကာဖို့လို့နားထောင်ကြတာများအဲ့ပို့ဆိုတာတခါလေးမှာ HOD တွေကိုယ်တိုင်ခေါင်းဆောင်တွေကိုယ်တိုင်ကိုယ့်ရဲ့ department ကလိုအပ်ချက်ကိုကအပြုသဘောနဲ့ဘယ်လိုမျိုးလုပ်ကြမလဲဆိုတိုင်ပင်တာတဲ့အဲ့လိုကိုအပြစ်မဟုတ်ဘူးပေါ့နော်အဲ့လိုကာကြတာများအဲ့ဒီကျွန်တော်တို့ရဲ့ကာတဲ့အလေးထားလေးတော်တော်ဆိုတော့ management တယောက်ကအဲ့လိုကာမယ်ဆိုတဲ့အမျိုးမရှိဘူးဗျတကယ်တော့ကိုယ့်လူလိုအပ်ချက်ရှိတယ်ကိုကတခါလေးထုတ်ပြောရမယ်အဲ့ဒီပြဿနာကိုတခါလေး fix လုပ်ရမယ်အရင် emotion မပါဘူးအရင် personal မပါဘူးညာသောအဖြစ်ကတော့အဲ့လိုမျိုးမဟုတ်ဘဲနဲ့ meeting လုပ်ကြတဲ့အခါမှာအမှားတွေပါတာပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့က meeting goal တွေဗျ meeting တစ်ခုလုပ်တိုင်းမှာကိုပြောချင်တဲ့ပြဿနာတစ်ခုဆွေးနွေးချင်တာတစ်ခုကိုဆွေးနွေးခဲ့တယ်ဆိုတာတော့လည်းမရအောင်သူ goal တွေပြည့်မီဖို့လည်းလိုတယ်အဲ့တော့ goal တွေကဘယ်လိုလဲဆိုရင်ဒီပြဿနာနဲ့ပတ်သက်ပြီးတော့အရင်ဆုံး define လုပ်နိုင်တာဟောခေါင်းစဉ်လေးချာမရှိဘူးဆိုလည်းအဆင်မပြေဘူးအဲ့ခေါင်းစဉ်ပြီးသွားတဲ့အခါမှာ root cause ပေါ့ဘယ်ကနေစလဲဘယ် department ကြောင့်လဲအဲ့ department မှာဘယ်ပုဂ္ဂိုလ်ကြောင့်လဲပြီးတဲ့အခါမှာအဲ့လိုမျိုးဖြစ်ရခြင်းအတွက်မဖြစ်အောင်ဘယ်လိုမျိုးကျွန်တော်တို့တားဆီးကြမလဲဆိုတော့ department အားလုံးရဲ့ idea တွေ input တွေပေါ့အဲ့ဒါတွေရပါမယ်အဖြေပေါ့နော်အဖြေအားပြောရင်လည်းအဲ့လိုမျိုးထပ်မဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတော့တားဆီးတဲ့ plan တွေ counter measure တွေပေါ့ဒါတွေရလာနောက်ဆုံးကျွန်တော်တို့ကအဲ့ဒါတွေမရဘူးဆိုရင်တော့မှကိုလက်ရှိကြုံတွေ့နေတဲ့အခက်အခဲကို failure ကိုနားလည်သွားလားများသောအားဖြင့်ကျွန်တော်တို့တွေကမှားပြီးသားမှားကိုထပ်ခါမှားကြတာများကို့မှားတွေကသင်ယူဖို့လည်းလို့ကိုသင်ခန်းစာရတာသိသွားပြီလားဘာကြောင့်ဖြစ်လဲဆိုတော့ကျုပ်ကိုယ်ဆိုရှာနိုင်လားအဲ့ဒါတွေမှမဟုတ်ဘူးဆိုရင်အဲ့ဒီ meeting က fail လို့ပြောရမှာအဲ့တော့ဗျာအချုပ်ပြောရမယ်ဆိုရင် meeting တွေကကုမ္ပဏီရဲ့ hours 3နာရီလဲဆိုပေမဲ့လည်းအဲ့အတွက်မှာကျွန်တော်တို့တကယ်လုပ်နေရတဲ့လူတွေအရေးကြီးတဲ့လုပ်တွေကိုချပြီးတော့ဒီ meeting ကိုလာရတာ meeting ခန်းမှာ AC တွေဖွင့်ရတယ်မီးတွေသုံးရတယ်လူတွေလာရတယ်အားလုံးက cost ပဲလုပ်ငန်းဘက်ကချင်းအားလုံးက cost ပဲအဲ့တော့ကိုအချိန်ပေးရတဲ့ညီကိုထိရောက်တဲ့ result တစ်ခုရဖို့လိုတယ်မဟုတ်ဘဲနဲ့ဘာမှမရခဲ့ဘူးခေါင်းရှုတာပဲရမယ်ပြီးရင်အဖွဲ့သားချင်းရန်နေဖြစ်မယ်နားလည်မှုတွေလွဲပြီးထွက်သွားမယ်ဆိုရင်အဲ့ meeting ကအလကားကျွန်တော်တို့က meeting တွေကိုတေးချာချာ plan ဖို့လိုတယ်တေးချာ plan ထားတဲ့ meeting တွေရှိတော့မှအဲ့ဒီ meeting ကနေထွက်တဲ့ result ဖြစ်တဲ့ရလဒ်တွေအားလုံးက efficient effective ဖြစ်မှာဖြစ်တယ်နော်အဲ့တော့ဒီနေ့တော့ဒီလောက်ပဲနောက်ခေါက်တွေပေါ်မှာကျွန်တော်တို့က theory meeting ဖြစ်ဖို့ဘယ်လိုတေးချာ plan လုပ်လဲ meeting တွေရေးတာနဲ့ပတ်သက်ပြီးဘယ်လိုလုပ်တေးချာလုပ်လဲအဲ့ဒါတွေကျွန်တော်အသိသိသိတို့ဆွေးနွေးပေးသွားမယ်အဲ့တော့နောက်မှတွေ့ရအောင်